ဆိုရင်ဒီနေရာမှာစောင့်နေမယ်မင်းမရှိတဲ့ဘဝကအိမ်မမရှိတဲ့ညလိုပဲဖုန်းတွေကတပုံဟောင်းတွေကြီးတိုင်းမျက်ရည်ဝဲလာတခါကအမတ်တရားတွေကယနေ့ထိအသက်ရှင်နေစေမင်းနဲ့အတူရှိခဲ့တဲ့နေ့တွေပြန်မရနိုင်